အားလုံးပဲမင်္ဂလာပါဟာမိုနီရဲ့အတန်းစာအုပ်အစီအစဉ်ကနေကြိုဆိုပါရစေဒီနေ့မှာတော့အုံနောက်အလုပ်လုပ်ပုံကွာခြားချက်နဲ့ဆက်ဆံရေးအပေါ်မှာတက်ရောက်မှုများဆိုတဲ့အကြောင်းအရာကိုဖတ်ပြချင်ပါတယ်တခါတလေကိုယ့်ရဲ့ချစ်သူနဲ့စကားပြောတာကတယောက်ကအင်္ဂလိပ်လိုပြောနေပြီးတယောက်ကမြန်မာလိုနားထောင်နေတယ်လို့ခန်းစားရဘူးပါတလားဒါမှမဟုတ်ငါပြောတာ तू မကြားဘူးလားသူပြောတာငါနားမလည်ဘူးလားဆိုပြီးတယောက်နဲ့တယောက်အထင်လွဲနေတဲ့အခိုက်အတန့်တွေရှိဘူးပါသလားအဲ့ဒီလိုအခိုက်အတန့်တွေကတယောက်နဲ့တယောက်ကြားမှာအချစ်မရှိလို့မဟုတ်ပါဘူးတကယ်တော့အုံနောက်အလုပ်လုပ်ပုံမတူကြတာပါကဲဒီအချက်ကိုသိပ္ပံနည်းကြနဲ့တခါတည်းနားလည်ကြည့်ကြရအောင်နော်အုံနောက်ကအလုပ်လုပ်ပုံကွာခြားချက်တွေကိုပညာရှင်တွေကအတိအကျအားဖြင့်အချက်၅ချက်နဲ့ရှင်းပြထားပါတယ်ပထမဆုံးအချက်ကတော့ brain connectivity လို့ခေါ်တဲ့ချိတ်ဆက်မှုဖြစ်ပါတယ်ယောက်ျားလေးတွေရဲ့အုံနောက်ကအတွင်းပိုင်းအလုပ်တွေကိုမြန်မြန်ဆန်ဆန်ချိတ်ဆက်ပြီးတော့မှတုံ့ပြန်တတ်ပါတယ်ဒါကြောင့်အလုပ်တစ်ခုတည်းကိုပဲဒီဇိုင်းမမှတ်လုပ်တာမျိုးမှာပိုအားကောင်းပါတယ်မိန်းကလေးတွေကြတော့အုံနောက်ရဲ့ဘယ်ညာအပိုင်းတွေကပုံမူချိတ်ဆက်ထားတဲ့အတွက်ကြောင့်မို့အတွေ့ခံစားချက်ဆုံးဖြတ်ချက်တွေကိုတပြိုင်တည်းပေါင်းစပ်ပြီးတော့စဉ်းစားနိုင်တတ်ပါတယ်။တယောက်ကမြန်မြန်တုံ့ပြန်တဲ့စနစ်တယောက်ကပေါင်းစပ်စဉ်းစားတဲ့စနစ်ပါ။နံပါတ်2ကတော့ multitasking နဲ့ focus ဆိုတဲ့အချက်ဖြစ်ပါတယ်။ယောက်ျားလေးတွေကအလုပ်တစ်ခုကိုစိတ်တစ်ခုတည်းနဲ့အာရုံစိုက်ပြီးလုပ်တာကိုပိုတက်တောင့်တက်တာခံစားတတ်ပါတယ်။မိန်းကလေးတွေကတော့အလုပ်တွေအများကြီးကိုတပြိုင်နက်တည်းစီမံနိုင်တဲ့စွမ်းရည်ပိုရှိတတ်ပါတယ်။ဒီနေရာမှာဆိုရင်တယောက်က deep focus mode ဖြစ်ပြီးတော့မှတယောက်ကတော့ multi stream mode ဖြစ်ပါတယ်။နောက်ထပ်နံပါတ်3အချက်ကတော့ language and communication လို့ခေါ်တဲ့စကားပြောနားလည်မှုပါစကားပြောနဲ့သက်ဆိုင်တဲ့အုံနောက် network ဒီမှာဆိုရင်မိန်းကလေးတွေကပိုလွယ်လွယ်ကူကူအသုံးချနိုင်တဲ့ tendency ရှိတတ်ပါတယ်။ဒါကြောင့်စိတ်ခံစားချက်တွေကိုစကားအဖြစ်ပြောင်းလဲဖော်ပြရမှာပိုကျွမ်းကျင်တတ်ပါတယ်။ယောက်ျားလေးတွေကတော့စကားကိုတူတူတုတ်တုတ်အချက်အလက်အနေနဲ့ပြောတာကိုပိုပြီးတော့မှနှစ်သက်တတ်ပါတယ်။နံပါတ်4အချက်ကတော့စိတ်ခံစားမှုနဲ့မှတ်ဉာဏ်လို့ခေါ်တဲ့ emotion နဲ့ memory ပါလူတစ်ယောက်ရဲ့စိတ်ခံစားမှုနဲ့မှတ်ဉာဏ်ကိုထိန်းနိုင်တဲ့အုံနောက်အစိတ်ပိုင်းတွေကြောင့်မိန်းကလေးတွေကအဖြစ်အပျက်တွေကိုအသေးစိတ်ပို့ပြီးတော့မှမှတ်မိတတ်ပါတယ်ယောက်ျားလေးတွေကတော့အဓိကအချက်တွေကိုပဲမှတ်ထားပြီးအသေးစိတ်တွေကိုရှော့ထားတတ်ကြပါတယ်နံပါတ်5အချက်မှာတော့နေရာသိမြင်မှု spatial skills ဖြစ်ပါတယ်လမ်းကြောင်းရှာတာမြေပုံဖတ်တာ3D ပုံရိပ်တွေစိတ်ကူးပုံဖော်တာတွေမှာယောက်ျားလေးတွေကပိုအားတာတတ်တဲ့ tendency ရှိပါတယ်။ဒါပေမဲ့အရေးကြီးတာတစ်ခုကတော့အခုပြောပြသွားတဲ့အချက်5ချက်ကပြင်းပြ tendency တွေဖြစ်တယ်ဆိုတာပါပဲ။လူတစ်ယောက်ချင်းစီကသူ့ရဲ့ပတ်ဝန်းကျင်အတွေ့အကြုံနဲ့သင်ယူမှုကြောင့်မို့အုံနောက်ဆွမ်းရည်တွေကပြောင်းလဲနိုင်ပါတယ်။ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှ relationship မှာကိုယ့်ရဲ့အခြေရည်ထဲမှာဘယ်လိုပြဿနာတွေဖြစ်စီလဲဆိုတာကိုဆက်ပြီးတော့မှချိတ်ဆက်ကြည့်ကြရအောင်ပါပထမဆုံးတစ်ချက်ကတော့နားထောင်တာနဲ့ဖြည့်ရှင်းတာဖြစ်ပါတယ်တယောက်ကရင်ဖွင့်လာတဲ့အခါမှာယောက်ျားလေးတယောက်ကချက်ချင်းအဖြေရှာပြီး solution ပေးခြင်းတတ်ပါတယ်ဒါကသူ့အုံနောက်ကပြဿနာဖြည့်ရှင်းစနစ်ကိုအသုံးပြုနေတာပါဒါပေမဲ့တစ်ဖက်မှာလူချင်တာကအဖြေမဟုတ်ဘဲနဲ့နားထောင်ပေးမှုပါအဲ့ဒီကနေပြီးတော့မှနားလည်မှုလွဲမှားတာတွေစတင်တတ်တာဖြစ်ပါတယ်ဒုတိယပြဿနာကတော့ဓာတ်ရိုက်ပြောတာနဲ့တွေ့ဝိုက်ပြောတာဓာတ်ရိုက်နားလဲတာနဲ့တွေ့ဝိုက်ပြောချင်တဲ့အဓိပ္ပာယ်ကိုနားလည်စေချင်တာဆိုတဲ့အကြောင်းအရာပါမိန်းကလေးတစ်ယောက်ကအေးလိုက်တာနော်လို့ပြောတဲ့အခါမှာအဲ့ဒီအေးလိုက်တာနော်ဆိုတဲ့အဓိပ္ပာယ်မှာအနွေးတယ်လေးထားယူပေးမလားနွေးသွားအောင်တစ်ခုခုတောက်မလားလို့မေးတာမျိုးဒါမှမဟုတ်ရင်ဖတ်ထားပေးပါဆိုတဲ့သဘောမျိုးပါတတ်ပါတယ်။ဒါပေမဲ့ယောက်ျားလေးတွေကတော့အဲ့ဒါကိုအေးတယ်လို့ပဲဖတ်တတ်ပါတယ်။
အဲ့ဒါကနေပြီးတော့သူနားမလည်ဘူးဆိုတဲ့ခံစားချက်တွေဖြစ်လာတတ်တာပါတတိယတစ်ချက်ကတော့ stress reaction ဖြစ်ပါတယ်စိတ်ဖိစီးမှုတွေအခက်အခဲတွေနဲ့ကြုံလာတဲ့အခါမှာယောက်ျားလေးတွေကတိတ်တိတ်ဆိတ်ဆိတ်နေပြီးတော့ကိုယ်ဘာသာဖြည့်ရှင်းချင်တတ်ပါတယ်မိန်းကလေးတွေကတော့စကားပြောပြီးတော့ခံစားချက်တွေကိုဖြေလျှော့ချင်တတ်ပါတယ်တယောက်က quiet mode ဖြစ်ပြီးတော့မှတယောက်ကတော့ talk mode ဖြစ်ပါတယ်အခုလိုကြည့်လိုက်ရင်အချစ်ရေးမှာဆက်ဆံရေးတွေမှာပြဿနာတွေကမချစ်တော့လို့တခုတည်းမဟုတ်ပါဘူး။အုံနောက်ကဘာသာစကားမတူလို့ဖြစ်ပါတယ်။ယောက်ျားလေးတယောက်ကနားထောင်ပြီးအနားမှာရှိပေးရမျိုးကမိန်းကလေးတယောက်အတွက်အဖြေတစ်ခုပေးတာထက်ပိုအရေးကြီးပါတယ်။မိန်းကလေးတယောက်ကလည်းတခါတလေသူကမတုံ့ပြန်တာမချစ်တာမဟုတ်ဘူးဆိုတာကိုနားလည်ရင်ဆက်ဆံရေးကအများကြီးပိုလွယ်ကူသွားစေပါတယ်။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်နော်။